ကတော့ဗောနော်သူကတော့မေးထားတာအစားအစာနဲ့ပတ်သက်တာဗောနော်သူကအစားအစာကိုတဲ့သူကညီတူညီမျှပမာဏတူတူကိုတဲ့နေ့လယ်စာနဲ့ညစာမှာသူစားတယ်ဗောနော်အဲ့ချိန်မှာသူကစီးကြိုဖောက်တယ်ဗောနော်ဒါပေမဲ့အဖြေကမတူဘူးတဲ့ညမှာဖောက်တာပို့ပြီးတော့တက်နေပါတယ်တဲ့ဘာဖြစ်လို့ပါလဲအဲ့ဒါကကျွန်တော်ဒီအစာမျိုးစားပဲပမာဏတူတူပဲ40မှာစားညစားများသောအားဖြင့်တော့ညဘက်မှာပိုတက်မှာပဲဘာကြောင့်လဲဆိုတော့ခန္ဓာကိုယ်ကနေပြီးတော့ထွက်တဲ့ insulin နဲ့sensitivity ပေါ့ခန္ဓာကိုယ်ကနေပြီးတော့အဲ့ insulin ရဲ့အာနိသင်ကိုအစွမ်းထွက်မှုပေါ့ကမနေ့ပိုင်းနဲ့ညပိုင်းဆိုရင်ရှင်းလိုက်ရင်လူကောင်းမှာပဲဖြစ်ဖြစ်သွေးကြုံမှာပဲဖြစ်မနေ့ပိုင်းကပိုပြီးတော့ insulin sensitivity အာနိသင်ထက်မြက်မှုကမနေ့ပိုင်းမှာပိုများပြီးညက်တွေမှာကြာတာသူ့ရဲ့သဘာဝပဲသဘာဝဒါ insulin sensitivity နဲ့ဆိုင်တယ်အဲ့တော့မနေ့လားညလားအဲ့တော့ညနေပိုင်းကျတော့သူ့ရဲ့အာနိသင်ညော့သွားတဲ့အတွက်ကြောင့်မလို့သွေးကြိုထိန်းသိမ်းမှုကညော့သွားတယ်အဲ့တော့သွေးကြိုတက်လာမှာဟုတ်ကဲ့အဲ့တော့မနေ့ပိုင်းကျတော့ဒီပမာဏပဲ insulin ရဲ့အစွမ်းထက်မှုကအာနိသင်ကမနေ့ပိုင်းကျများနေတဲ့အတွက်အဲ့ချိန်မှာသွေးကြိုကကျမှာနောက်တစ်ခုကဘာလဲဆိုတော့ insulin ရဲ့ response ပေါ့နော် insulin ရဲ့ response လည်းအဲ့ sensitivity ပဲဆိုင်တယ်အဲ့လိုမနေ့ညပြောင်းနေတဲ့အတွက် circadian rhythm ကြောင့်မလို့နောက်တစ်ခုကမနေ့ပိုင်းစားတာနဲ့မတက်ဘူးညနေပိုင်းစားမှတက်တယ်အဲ့ဒါအရင်အစားအစာပေါ့နေ့လယ်ပိုင်းညနေပိုင်းပေါ့မတိုင်မီအရှိရစားတဲ့အစားအစာရဲ့အတွက်ပေးတဲ့စေးတို့ insulin ထိုးတဲ့လူပေါ့ insulin ရဲ့ dosage ပေါ်မှာမူတည်တယ်ပေါ့ဆိုတော့ဒီပမာဏပဲစားတယ်ဒါပေမဲ့ insulin ထိုးတဲ့ dosage ကအဲ့မှာနည်းနေရင်အဲ့နေ့လယ်စားတဲ့ဟာဒီညနေကျတက်နေမှာပဲဟုတ်ကဲ့ပမာဏအတူတူပဲဒါလည်းဆိုတော့မနေ့ကထမင်း6နေ့လယ်6ဆုံးစားတယ်ဒါပေမဲ့ညလည်း6ဆုံးပဲစားတယ်ညနေကျတက်နေတယ်ညနေတက်တာဘာကြောင့်လဲဆိုတော့ညနေမစားခင်မှာလည်းတက်တယ်ဘာကြောင့်လဲဆိုတော့နေ့လယ်စားတဲ့ insulin ရဲ့ပမာဏဒီ insulin ပမာဏမလုံလောက်လို့ပေါ့မလုံလောက်တော့အဲ့တက်တဲ့ဟာဒီညနေမှလာတက်နေတာတကယ်တော့အဲ့ဒါမျိုးကြလို့ရှိရင်တော့ကျွန်တော်ကနေ့လယ်မှာစားတဲ့နေ့လယ်မှာပေးတဲ့ insulin ပမာဏကိုတိုးရမယ်နေ့လယ်မှာပေးထားတဲ့ဆေးကိုကျွန်တော်တိုးရမယ်တိုးမှအဲ့ပမာဏကြီးတူတော့ညာလေဆိုတော့ပြောတဲ့ဟိုကတူညီတဲ့အချိန်ကိုရမယ်ပေါ့နောက်တစ်ခုကsleep quality ပဲအချိန်အိတ်ချိန်ပေါ့အိတ်ချိန်မှာကျွန်တော်quality နဲ့ပြေဝတော့အရေးသွေးပြေဝတယ်နေ့ချက်အိတ်ပျော်ခြင်းမပျော်ခြင်းနော်အဲ့ဒါရဲ့နောက်တစ်ခုကအဲ့ဒါဒီကြောင့်ခန္ဓာကိုယ်ထဲမှာရှိတဲ့မနေ့ insulin ထွက်တယ်မနေ့ပိုင်းမှာ hormone ထွက်တယ်ညနေပိုင်းထွက်တယ်ဆိုတော့ပြောင်းလဲမှု rhythm မှာတက်မြတ်နေတယ်နေပြီးတော့မနေ့လည်းအာနိသင်ရှိတယ်ညနေပိုင်းအာနိသင်ရှိတယ် circadian rhythm ကိုသွားပြောင်းလဲမှုကိုဖြစ်စေတယ်နောက်တစ်ခုက stress level ပေါ့ဟုတ်ဆရာဒီခန္ဓာကိုယ်ရဲ့stress စိတ်ဖိစီးမှုကိုတုံ့ပြန်ခြင်းကြောင့်ဖြစ်တဲ့ hormone တွေကညနေပိုင်းမှာပုံများတဲ့အတွက်လည်းဖြစ်နိုင်တယ်ပေါ့ဆိုတော့အနည်းဆုံးအကြောင်းချက်တွေကအဲ့လိုအကြောင်းချက်တွေကြောင့်မလို့ပမာဏတူပေမဲ့လို့တွေးကြတက်တာကြတော့မနေ့ပိုင်းမတက်ညနေတက်တယ်ဖြစ်နေတယ်ပေါ့နော်အဲ့မှာအဓိကတော့ကျွန်တော်တို့ကညပိုင်းမတိုင်ခင်မနေ့ပိုင်းပြည့်တဲ့စီးအပေးယူကိုကျွန်တော်ညှိဖို့လိုတယ်ပေါ့နော်ညှိလို့အဲ့မှာညပိုင်းမတိုင်ခင်မှာပြည့်တဲ့စီးရဲ့ပမာဏကိုလည်းကျွန်တော်ညှိဖို့လိုတယ်ပေါ့ညတိုင်းစားပြီးတက်တာညပိုင်းမစားခင်ပြည့်တဲ့စီးကနည်းတယ်လို့ဖြစ်မှာပေါ့အဲ့ဒါလည်းဖြစ်နိုင်သေးတယ်ဒါမှမဟုတ်မနေ့ကစားတာဒါပဲစားတယ်ဒါပေမဲ့မနေ့ကမစားခင်အဲ့စားပြီးပြည့်တဲ့စီးရဲ့အာနိသင်ကနည်းနေလို့လည်းဖြစ်နိုင်တယ်ဆေးကိုလည်းညှိဖို့လိုမယ်နော်အစားစားတော့ပုံတည်ထားလို့ရှိရင်တော့ဆေးကိုလည်းညှိဖို့လိုမယ်ဆိုတော့ပြောတဲ့ခန္ဓာကိုယ်ရဲ့ insulin ရဲ့ response နဲ့ sensitivity ကဟိုလည်းကျွန်တော်ထက်တော့ဖို့လိုမယ်ပေါ့ဆိုတော့အဲ့ဒါတွေကတကယ်တော့စီးကိုနေကြလူဥမာတာတွေကကျွန်တော်တို့ထည့်ပြီးစဉ်းစားမိမှာဖြစ်တဲ့အတွက်ဆိုတော့ပြောလို့ပဲပြတ်တာရှိရင်တော့တကြွတဲ့လူကြီးပို့လိုက်တာပဲကောင်းပါဟုတ်ကဲ့ပါ